ကျွန်တော်တရားအောင်လာတွေကသူမရဲ့မိခင်ပုံရင်းနဲ့သူမသိထားတဲ့အမြဲရီမောနေတတ်တဲ့မိခင်ရဲ့ပုံရင်းနှိုင်းရှင်ရင်စိတ်တွေရှုပ်ထွေးနေခဲ့ရှာတယ်မင်္ဂလာပါရှင်ဆယ်စုနှစ်3ခုနီးပါးကြာသွားတာတော့မှအပြေမထွက်သေးတဲ့ကြေကွင်းစရာမှုခင်းဇာတ်လမ်းလေးတစ်ခုကိုပြပြပေးချင်ပါတယ်လူတယောက်ရဲ့ဘဝမှာနောက်ထပ်ဆိုတော့တဲ့ပို့ပြီးတော့နာကျင်ရတာကတော့မဆက်နိုင်ပဲခွဲခွာသွားရခြင်းပါပဲတူနီးလို့အားလုံးကချစ်စနုခေါ်ကြတဲ့မိခင်ငယ်လေးဟာသူမရဲ့26နှစ်ပြည့်မွေးနေ့ကိုသမီးလေးရှန်လွန်နဲ့အတူပြပြရှင်ကျင်းပခဲ့တဲ့စတနီတာဝါပေါ်မှာအမေနဲ့သမီး2ယောက်သာနှက်ခမ်းနေရောင်လေးတဲ့အတူဆိုပြီးတော့တပ်ဖို့ရိုက်ခဲ့ကြတာကိုမိလေးရှန်လွန်ကအခုဒီအမတ်ရနေစဉ်အဲ့ဒီချိန်တုန်းကတော့ဒီပုံကသူတို့သားမီး2ယောက်နောက်ဆုံးအမတ်တရဖြစ်လာလိမ့်မယ်လို့ဘသူကထင်မိမှာလဲသူလိုက်လည်းမတင်မှတ်ထားခဲ့ဘူးနှစ်သက်ကူညာလူတွေအားလုံးပျော်ရွှင်စွာနဲ့နှစ်သက်ကိုကြိုဆိုနေကြတဲ့အချိန်အသက်10နှစ်ပဲရှိသေးတယ်ရှန်လွန်နဲ့3နှစ်သားလေးမိုက်ကယ်တို့ကတော့သူ့ရဲ့အမေအိမ်ပြန်လာမှစောင့်နေခဲ့ကြသူတို့အမေဟာအိမ်ပြန်မလာတော့ပါဘူးရက်အနေငယ်ကြာမှာတော့ရုပ်အလောင်းကိုကန်းချီနာကချုံမုတ်ထဲရဲရဲဆက်ဆက်နဲ့အသက်ခံရရတဲ့အနေထားတိုင်းတွေ့ခဲ့ရတယ်။တေချင်းတရားဆိုတာကိုတော့မှနားမလည်နိုင်သေးတယ်။3နှစ်သားလေးမိုက်ကယ်နဲ့မိရဲ့နှွေးထွေးမှုကိုတန်းနာနေတဲ့ရှင်းနေသမီးလေးရှန်နွန်တို့အတွက်ကတော့ကဘာကြီးကအပြုတ်လဲသွားခဲ့ရပါဘော။အဲ့ဒီနေ့ကစပြီးတော့သူတို့ဘဝမှာအမေဆိုတဲ့ခေါ်တန်းလေးကပျောက်ကွယ်သွားခဲ့ရတယ်။ပို့ပြီးတော့ရှင်နာစရာကောင်းတာကတော့ဒီနေ့ဒီနှစ်ပေါင်း30နီးပါးကြာသွားတဲ့အထိအဲ့ဒီကလေး2ယောက်ကိုမိဘမြင့်ဖြစ်အောင်လုပ်ခဲ့သူကဘသူလဲဆိုတာအခုထိအမှုကမပေါ်သေးတာပါပဲကလေး2ယောက်ကတော့အပြေမရှိတဲ့မေကွန်းပေါင်းများစွာနဲ့တူနေပြည်တော်မှာကြီးပြင်းခဲ့ရတယ်အခုလည်းဒီအမှုမှန်ပေါ်ပေါက်ဖို့အတွက်ဒေါ်လာတသန်းအထိအစုချင်းတွေထုတ်ထားရတဲ့အစိုးရကစ조사နေတော့မှတိုနီတီကီဆိုတဲ့မိငယ်လေးဘာကြောင့်အသက်ခံရတာလဲဘသူကဒီလောက်ထိရက်ဆက်ခဲ့တာလဲဒီတို့ဒီအမှုရဲ့အစအဆုံးကိုအတူတူနားထောင်ကြည့်လိုက်ရအောင်နော်ကိစ္စမပြောခင်မှာ channel လေးကို like and subscribe နဲ့အားပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်နီမာဂရက်အီစတန်မှာလူသိများတာကတော့တိုနီတီကီပေါ့သူမကို1996ခုနှစ်နှစ်သစ်ကူအစောပိုင်းမှာရဲဆက်အဆုံးသက်ခံရတဲ့မိခင်ငယ်လေးတယောက်ဖြစ်ကဘာကတီးခဲ့ကြရတာပါတိုနီကိုနယူးဇီလန်နိုင်ငံဂရေးတောင်မှာမွေးဖွားခဲ့တဲ့အသက်14နှစ်အရွယ်မှာတော့သူမရဲ့မိခင်ဘရန်ဒါနဲ့အတူဩစတြေးလျကိုပြောင်းရွှေ့ခဲ့တယ်တိုနီကိုတီးရတဲ့သူတွေကတော့သူမဟာတက်ကြချစ်ခင်တက်တဲ့အမြဲရေမိုးနေတဲ့သူလို့ပြောကြတယ်အထူးသဖြင့်သူမရဲ့ကလေးတွေပေါ်မှာအလုံးမဲဂူးဆိုင်တဲ့သူအသက်18နှစ်မှာသမီးလေးရှန်နုကိုမွေးဖွားခဲ့ပြီးတော့ဒီနေ့ကြာမှာတော့သူမရဲ့အဖေအော်ဟိုက်စ်နဲ့သားလေးမိုက်ကယ်ကိုထပ်ရခဲ့တငယ်ချင်းတွေနဲ့မိသားစုဝင်တွေမှတ်မိနေတဲ့တူနီဆိုတာကတော့မာရူဖရာကန်ချင်မှာမိသားစုလိုက်ပျော်ပွဲစားထွက်တာတဲ့အိမ်မှာဖရီတက်လို့ခေါ်တဲ့ဘုံလေးလှူစားကြတယ်နဲ့သူမရဲ့ရှင်မောတန်တွေကိုပါ1995ခုနှစ်နောက်ပိုင်းမှာတူနီယာအသက်26နှစ်ရှိပါပြီစတဒီမျိုးရဲ့အရှိတ်ဘက်ဆင်ခြေပုံမှာနေထိုင်နေခြင်းပေါ့အဲဒီအချိန်မှာပေါ်နဲ့တူနီတို့ကတီးကြကြည့်နေထိုင်ကြပြီမဲ့ကလေးတွေရဲ့ဘဝမှာတော့တူနီယာအမြဲတမ်းအနီးကပ်ရှိနေပေးခဲ့ပါတယ်နှစ်ကုန်ခန်းဒီမှာတော့တူနီယာတငယ်ချင်းတွေနဲ့နှစ်သစ်ကိုကြိုဆိုဖို့စီစဉ်ထားပါတယ်1995ခုနှစ်ဒီဇင်ဘာလ3ရက်တရက်ညမှာတော့သူမဟာဆမ်မာဘရူကန်ချေကဲဆယ်ကလမှာပြုတ်လုပ်တဲ့နှစ်သစ်ကူပွဲကိုတက်ရောက်ခဲ့အဲ့ဒီညမှာသူမရဲ့ကလေးတွေကတော့သူမနဲ့အတူရှိမနေခဲ့မိုက်ကယ်ကသူ့အဖေပေါ်နဲ့အတူရှိနေပြီးတော့ဆန်နွန်ကတော့မိသားစုတငယ်ချင်းတယောက်နဲ့အတူရှိနေခဲ့တာပါအစပိုင်းမှာတော့အဲ့ဒီညဟာထူးခြားမှုမရှိဘဲတာမန်အတိုင်းပဲ1996ခုနှစ်ဇန်နဝါရီလ10ရက်နေ့တင်းနာနေ့အစောပိုင်းမနေ့တနိုင်ခွဲလောက်တူနီဟာကလက်ကနေထွက်သွားတယ်အိမ်ဒီလိုက်ဖို့မဲလို့သဘောတူထားတဲ့အမျိုးသားတငယ်ချင်းတယောက်နဲ့အတူထွက်သွားခဲ့တာဒါပေမဲ့လန်တစ်ဝက်ရောက်မှာတော့အဲ့ဒီအမျိုးသားကပွဲကိုပြန်သွားဖို့ဆုံးဖြတ်ခဲ့တယ်သူတို့နှစ်ယောက်ကလမ်းခွဲခဲ့ကြပြီးတော့တူနီကတော့တယောက်တည်းဆက်လျှောက်သွားခဲ့တယ်ဒါဟာသူမကိုအသက်ရှင်လဲနောက်ဆုံးတွေ့လိုက်ရတဲ့အချိန်ပဲတူနီဟာအိမ်ပြန်မလာတော့ဘဲနဲ့အဆက်အသွယ်လည်းမရတဲ့အခါမှာစိုးရိမ်မှုတွေကမိသားစုတွေကဆက်တင်လာခဲ့တယ်ဇန်နဝါရီလရဲ့အင်္ဂါနေ့မှာတော့တငယ်ချင်းဖြစ်သူကအရှိဘက်ကန်းကြီးရဲ့စကတ်မှာလူပြောက်တိုင်ချက်ဖွင့်ခဲ့တယ်။ရဲတွေကလည်းသူမကလပ်ကနေထွက်ခွာသွားပြီးနောက်ပိုင်းဘယ်ကိုသွားလဲဆိုတာကိုအချက်ချင်းစုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့တယ်။တိုနီရဲ့တည်င်းအစနာတွေတောင်မရပဲရက်တွေကကြာလာလေမိသားစုရဲ့တငယ်ချင်းတွေစိုးရိမ်ပူပန်မှုတွေကလည်းပိုတိုးလာလေပဲ။ရှာဝေမှုဟာ1996ခုနှစ်ဇန်နဝါရီလ9ရက်တောက်ကြနေ့မှာတော့ဝမ်းနည်းစရာကောင်းတဲ့အဆုံးသတ်နဲ့ကြုံတွေ့ခဲ့ရပါတယ်။တူနီရဲ့ယုံလောင်ကိုကလပ်အနေကချော်မှုတွေမှာရှာဖွေတွေ့ရှိခဲ့။အဲ့ဒီကလူသွားလူလာများတဲ့နေရာမဟုတ်ဘဲဒေသခံတွေဒါမှမဟုတ်အဲ့ဒီပတ်ဝန်းကျင်ကိုကြမ်းကျင်တဲ့သူတွေသာသွားလိမ့်ရှိတဲ့လမ်းကြောင်းတစ်ခုဖြစ်နေခဲ့တယ်။အခင်းဖြစ်ပွားနေရာကိုရဲတွေကချက်ချင်းပိတ်ဆို့ထားလိုက်တဲ့ယုံလောင်ကိုစစ်ဆေးကြည့်တဲ့အခါမှာတော့တူနီဟာပြင်းထန်တဲ့ဒဏ်ရာတွေကြောင့်သေဆုံးခဲ့တာဖြစ်ပြီးတော့အချို့သတင်းတွေအရဥက္ကမဒဏ်ရာတွေရရှိထားတယ်လို့ဆိုဒါဟာမတော်တဆဖြစ်ရမဟုတ်ဘူးဆိုတာကိုအတည်ပြုနိုင်ခဲ့တယ်။ဒဏ်ရာတွေရဲ့အနေအထားအရဒါဟာလူသက်မှုဖြစ်ပြီးတော့အစောပိုင်းစုံစမ်းစစ်ဆေးမှုတွေရလိမ်မိုင်းဆိုင်ရာရည်ရွယ်ချက်နဲ့တိုက်ခတ်ခံရတာဖြစ်နိုင်တယ်လို့ယူဆခဲ့ကြတယ်။ဒါကိုတွေ့ရှိပြီးနောက်မှာပြည်နယ်လူသက်မှုတွေနဲ့အဖွဲ့ကစုံစမ်းစစ်ဆေးမှုကိုတာဝန်ယူခဲ့တယ်။ဒီ
မှုကို Style for Ionian 2လို့အမည်ပေးခဲ့တယ်။အဲဒီဟာတိုနီရဲ့နောက်ဆုံးလုံရှားမှုတွေပြန်လည်ဖော်ထုတ်ဖို့ကြိုးစားခဲ့ကြပြီးအသီတွေကိုမေးမြန်းတာမှုရေးပညာဆေးပညာဆိုင်ရာတတ်သိတွေနဲ့စစ်ဆေးတာတွေလုပ်ခဲ့တယ်။ဒါပေမဲ့ဒီလိုကြိုးပမ်းခဲ့ပေမဲ့လည်းဘယ်သူမှဖမ်းဆီးနိုင်ခဲ့ခြင်းမရှိခဲ့သလိုဒီလူသတ်မှုနဲ့ပတ်သက်ပြီးဘယ်သူမှလည်းတရားစွဲဆိုနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။အဲ့ဒီအချိန်မှာရှင်နိုကအသက်ရှင်နေမက်ကက3နှစ်သားလေးပဲရှိသေးတယ်။တိုနီရဲ့ကလေးတွေအတွက်တော့ဒါဟာရုတ်တရက်ဆန်ပြီးတော့နားမလည်နိုင်တာဆုံးရှုံးမှုကြီးဖြစ်ခဲ့ပါတယ်။တိုနီပျောက်ဆုံးသွားပြီးနောက်ရက်တွေမှာတော့လူကြီးတွေတူတူတိတ်ပြောနေကြတာတွေကိုပြီးတော့ရဲတွေအိမ်ကိုလာနေတာတွေကိုကြည့်ပြီးတော့ကလေးတွေတကူတော့မားနေပြီဆိုတာကိုခံစားမိနေကြတယ်။နောက်ဆုံးမှာတော့သူတို့ရဲ့မိခင်ဟာပြန်မလာတော့ဘူးဆိုတာကိုသိလိုက်ရတယ်။ဒါဟာတကယ်ကိုပဲရင်ခွဲမတက်ခံစားရတဲ့အမှန်တရားပဲ။သိချင်းတရားဆိုတာကိုနားမလည်နိုင်သေးတဲ့အပြင်ဘာကြောင့်လဲဆိုတဲ့အဖြေလည်းမရှိတာကြောင့်သူတို့ရဲ့နာကျင်မှုနဲ့ဝေခွဲမရဖြစ်မှုတွေပိုးပြီးတော့နှဆိုင်ခဲ့ကြတယ်။တိုနီရဲ့စာပနာဟာကလေးတွေအတွက်တော့အလုံးကိုစိတ်တိကိစ္စကောင်းခဲ့ပါတယ်။ဘုရားကျောင်းထဲမှာထိုင်နေရင်လည်းရှင်တို့တရားခေါင်းကလာတွေကသူမရဲ့မိခင်ပုံရိပ်နဲ့သူမသိထားတဲ့အမြဲရီမုန်းနေတဲ့မိခင်ရဲ့ပုံရိပ်ကိုနှိုင်းရှင်ရင်စိတ်တွေရှုပ်ထွေးနေခဲ့ကြတယ်။နောက်ပိုင်းပတ်တွေမှာတော့တိုနီရဲ့မျက်နှာဟာသတင်းစာတွေနဲ့ဩစတြေးလျရဲ့အလို့ရှိဆုံးတရားခံများလိုမျိုးရုပ်သံအစီအစဉ်တွေမှာပါလာတဲ့အခါမှာတော့စိတ်ထိခိုက်မှုတွေပိုပြီးတော့ပြင်းထန်လာခဲ့တယ်။မီဒီယာတွေရဲ့ဖက်ဖက်ချက်တွေကနေတစ်ဆင့်ရှင်တော်ကသူမရဲ့မိခင်သိဆုံးမှုကြောင့်နဲ့လောင်းဥပမာရှာတွေ့ခဲ့လဲဆိုတာတွေကိုအဆုံးချိန်ဒီမှာဘာတွေဖြစ်ခဲ့လဲဆိုတဲ့အသေးသေးအချက်လက်တွေကိုပထမဆုံးချိန်သိခဲ့ရတယ်။တိုနီသိဆုံးပြီးနောက်မှာသူတို့ရဲ့ဘဝတွေကပြောင်းလဲသွားခဲ့တယ်။ရှင်တော်နဲ့မိုက်ကယ်တို့ကအစပိုင်းမှာသူတို့ရဲ့ brave ဖြစ်သူပေါ်နဲ့တူနေထိုင်ခဲ့ကြပေမဲ့နောက်ပိုင်းမှာရှင်တော်ကကီလိုမီတာရာနဲ့ချီဝေးတဲ့အင်ပါရမြို့ကသူမရဲ့အဖွားဖြစ်သူဘရန်ဒါစီကိုပြောင်းရွှေ့နေထိုင်ခဲ့တယ်။မောင်လေးကသူ့ရဲ့အဖေပေါ်နဲ့ကြံခဲ့တယ်။မောင်လေးဖြစ်သူနဲ့ခွဲခါရတာဟာအလုံးကိုနာကျင်စရာကောင်းခဲ့တယ်။2001ခုနှစ်မှာရှင်တော်ဟာ United States အိုက်တာဟိုကိုပြောင်းရွှေ့သွားတဲ့အခါမှာတော့သူတို့ကြားကအကွာအဝေးပို့ပြီးတော့ဝေးဝသွားခဲ့။အချိန်ကြာနဲ့အများမောင်နှမနှစ်ယောက်ကြားအဆက်အသွယ်တွေရတယ်လုံးဝပြတ်တောက်သွားခဲ့ပါတယ်။ဒီလိုဆုံးရှုံးမှုတွေရှိခဲ့ပေမဲ့လည်းရှင်တော်ဟာသူမရဲ့မိခင်အတွက်ဂုဏ်ယူစရာကောင်းတဲ့ဘဝတစ်ခုတည်ဆောက်ဖို့ဆုံးဖြတ်ခဲ့တယ်။2010ခုနှစ်အသက်22နှစ်အရွယ်မှာတော့သူမကိုယ်တိုင်မိခင်တယောက်ဖြစ်လာခဲ့တယ်။နောက်တစ်နှစ်မှာတော့သူနာပြုပညာကိုစတင်သင်ယူခဲ့တယ်။နောက်ပိုင်းမှာတော့ကလေးနှစ်ယောက်ရှိတဲ့မိုးဆိုးဝတ်နဲ့လက်ထပ်ခဲ့ပြီး2013ခုနှစ်မှာနောက်ထပ်သမီးတစ်ယောက်ကိုထပ်မံမူဝါခဲ့တယ်။သူမရဲ့မိခင်ကိုဂုဏ်ပြုတဲ့အနေနဲ့သမီးလေးရဲ့နာမည်ကိုတိုနီရဲ့နာမည်လက်ဖြစ်တဲ့မာဂရက်ဆိုတဲ့နာမည်ကိုပေးခဲ့တယ်။ဒါပေမဲ့တိုနီရဲ့လူသတ်မှုနဲ့ပတ်သက်တဲ့ဒီမရှိသေးတဲ့အချက်ကတော့ဘယ်တော့မှပြောက်ကွယ်မသွားခဲ့ပါဘူး။ရှင်နိုဟာသူမရဲ့မိခင်တည်ဆုံးခဲ့တဲ့အသက်26နှစ်အရွယ်ကိုရောက်လာတဲ့အခါမှာအဲ့ဒီအချိန်ကစိတ်ပိုင်းဆိုင်ရာအလုံးကိုခက်ခဲခဲ့ပါတယ်။အပြေမရသေးတဲ့မျိုးကလည်းရှိနေဆဲဖြစ်ပြီးတော့သူမရဲ့ကလေးတွေမှာအဖွားတယောက်မရှိတော့တာကိုတွေးမိတာစိတ်မကောင်းဖြစ်နေခဲ့တယ်။2016ခုနှစ်မှာတော့ social media ကတစဉ်သူမရဲ့မောင်လေးမိုက်ကယ်နဲ့ပြန်လည်ဆက်သွယ်ရခဲ့တယ်။သူတို့နှစ်ယောက် online ကနေရောလူကိုယ်တိုင်မှာပြန်လည်တွေ့ဆုံကြတာအလုံးကိုစိတ်လုံချစရာကောင်းခဲ့တယ်။မိုက်ကယ်ကလည်းရှန်နုံလိုပဲဝမ်းနည်းမှုတွေနဲ့အဖြစ်ကိုသိချင်နေစိတ်တွေရှိနေခဲ့တဲ့သူပါသူတို့ရဲ့ဦးလေးဖြစ်သူဂရန်ကတိုနီရဲ့ဝင်းရောက်တိုင်းမှာရဲတွေကိုဆက်သွယ်ပြီးတော့သတင်းထုရှိမရှိမေးမြန်းနေခဲ့ပေမဲ့ဘာသတင်းမှမရှိဘူးဆိုတဲ့အဖြစ်ကိုပဲနေ့စဉ်နေ့တိုင်းကြားနေခဲ့ရတာကိုသူတို့ကသိခဲ့ရတယ်ဒီအမှုဟာဘယ်တော့မှပေါ်တော့မှာမဟုတ်ဘူးလို့ထင်ရပေမဲ့လည်းတိုနီသေဆုံးပြီးနှစ်ပေါင်း30နီးပါးကြာမှာ2024ခုနှစ်မှာတော့ထူးခြားတဲ့တိုက်တိုးတက်မှုတစ်ခုရှိလာခဲ့တယ် New South Wales ရဲတပ်ဖွဲ့နဲ့အစိုးရတို့ပူးပေါင်းပြီးတိုနီကိုတပ်ခဲ့တဲ့တရားကိုဖမ်းဆီးနိုင်ဖို့ဒေးပေးနိုင်တဲ့သူကိုဩစတြေးလျဒေါ်လာ1 သန်းစုကျွေးငွေပေးမယ်လို့ကြေညာခဲ့ကြတယ်ဒီလိုစုကျွေးငွေပမာဏဟာနှစ်ပေါင်းများစွာကြာနေဖြစ်တဲ့အမှုတစ်ခုအတွက်တော့မကြုံစဘူးထူးခြားတဲ့ပမာဏဖြစ်ပြီးမှုကိုဖော်ထုတ်ဖို့အစိုးရရဲ့ပြင်းပြတဲ့ဆန္ဒပြသနေတာလည်းဖြစ်ပါတယ်ဒီကြေညာချက်ဟာမိသားစုတွေအတွက်တော့အလှည့်ပြောင်းတစ်ခုဖြစ်လာခဲ့စုံစမ်းစစ်ဆေးမှုတွေကရှင်နိုနဲ့မိုက်ကယ်ကိုဆက်သွယ်ပြီးကိုကြီးစီးပညာဆိုင်ရာအထောက်အထားတွေကိုပြန်လည်စစ်ဆေးတာအပါအဝင်စုံစမ်းစစ်ဆေးမှုတွေကိုအရှိန်အဟုန်မြင့်လှုပ်ဆောင်တော့မယ်လို့ပြောခဲ့တယ်မိသားစုဝင်တွေကအများပြည်သူကိုကူညီတောင်းမှုအတွက်2024ခုနှစ်မေလမှာဩစတြေးလျကိုတွားရောက်ခဲ့ပြီးတော့ရဲတပ်ဖွဲ့နဲ့အတူသတင်းစာရှင်းလင်းပွဲလုပ်ခဲ့လူသက်မှုနှိမ်နင်းရေးအဖွဲ့ဒန်နီတိုဟာရီကတော့တိုနီယာမိခင်တယောက်ဖြစ်တယ်လို့အားလုံးကချစ်ရတဲ့မိသားစုဝင်တယောက်ဖြစ်တာဒီလိုဖြစ်ရမျိုးနဲ့မထိုက်တန်ဘူးလို့ပြောကြရဲ့ဒင်းပေးချဖို့တိုက်တွန်းခဲ့တယ်။ဝင်းကြီးရစ်စမင်ကတ်တလီကလည်းအချိန်တွေဘလောက်ပဲကြာသွားပါစေတရားမျှတမှုအတွက်အစိုးရကဆက်လက်ကြိုးပမ်းသွားမှာပါလို့ပြောခဲ့ပါတယ်။သတင်းဌာနတွေနဲ့တွေ့ဆုံတဲ့အခါမှာတော့ရှင်နယ်နဲ့မိုက်ကယ်တို့ကသူတို့မိခင်အသက်ခံရမှုကြောင့်သူတို့ဘဝမှာဘလောက်ထိခိုက်ခံရတယ်ဆိုတာကိုပုံမှန်လေးပြပြခဲ့ကြတယ်။မိုက်ကယ်ကတော့သူတို့ဘဝမှာကြီးမားတဲ့ဟာကွက်တစ်ခုကြံရိတ်ခဲ့ဖော်ပြခဲ့ပြီးရှင်နိုကပွဲရင်းသပင်ပွဲတွေမင်္ဂလာဆောင်တွေနဲ့ရွေရောက်လာတဲ့အထိမိခင်ရဲ့လမ်းပြမှုမရခဲ့တာတွေကိုပြောပြခဲ့
သူတို့ပြောချင်တဲ့သတင်းစကားကတော့ရှင်းလင်းပါတယ်ဆက်လက်အသေးမွှားလေးကအစားအရေးပါတယ်သူတို့ဘဝမှာမိခင်တယောက်ရဲ့အရေးပါမှုကိုပြပြခဲ့တာပါအမှုပြန်ဖွင့်မှုတောင်းဆိုနေတဲ့အချိန်တုန်းကပဲရဲတပ်ဖွဲ့ကနောက်ထပ်အသေးစိတ်အချက်လက်တွေကိုထုတ်ဖော်ပြောကြားခဲ့တယ်စုံနောက်တွေကတိုနီရဲ့ယုံလာကိုတွေ့ရှိခဲ့တဲ့နေရာကိုကြည့်ချင်အားတရက်ခန့်ဟာဒီပတ်ဝန်းကျင်ကိုကောင်းကောင်းကျွမ်းကျင်တဲ့သူဖြစ်နိုင်တယ်လို့ရှင်းပြခဲ့တယ်ဒါအပြင်ဒီတိုက်ခိုက်မှုကဒီမိုင်းဆိုင်ရာရည်ရွယ်ချက်နဲ့ကျွလွန်ခဲ့တာဖြစ်နိုင်တယ်သူတို့ရဲ့ယူဆချက်ကိုလည်းထပ်လောင်းအတည်ပြုခဲ့ကြတယ်အရင်ကဖြစ်ပွားခဲ့တဲ့လိမ်မန်းဆိုင်ရာပြစ်မှုဟောင်းတွေကိုလည်းလမ်းစစ်စစ်နေတယ်။မိသားစုဝင်တွေဟာအမေရရုံလောင်ကိုတွေ့ရှိခဲ့တဲ့နေရာကိုပြန်သွားခဲ့ကြရတယ်။အဲ့ဒီလမ်းတိုင်းအတူတူရှောက်လန်းခဲ့ကြရတယ်။သူတို့ဟာခက်ခဲခဲ့ပေမဲ့မိအတွက်အမှန်တရားကိုရှာဖွေဖို့သူတို့ရဲ့ဆုံးဖြတ်ချက်ကိုခိုင်မာသွားခဲ့တယ်။ဒီနေ့အထိတော့ဒူနီတီရဲ့အိမ်ပြန်လာဟာအမှားဖုံးနေတော့မယ်1996ခုနှစ်ရဲ့အဲ့ဒီနှစ်သစ်ကူးညမှာဘာတွေတကယ်ဖြစ်ခဲ့တယ်လဲဆိုတာကိုတနေ့မှာတစုံတယောက်ကတော့အသေးချာသိနေမှာပါအခုဆိုရင်သမီးလေးရှင်တော်ဟာလည်းသူမရဲ့မိခင်အသက်ခံခဲ့ရတဲ့အသက်26နှစ်ရွယ်ကိုရောက်လာခဲ့ပါပြီသူမကိုယ်တိုင်မိခင်တယောက်ဖြစ်လာတဲ့ခါမှာတော့ငါမေသားရှင်ဘလောက်ကောင်းမလဲဆိုတဲ့စိတ်မကောင်းတဲ့အတွေးပေါင်းများစွာနဲ့အမေကိုလွမ်းဆုပ်တန်းတနေတော့မှလေးမိုက်ကယ်အတွက်ကလည်းသူ့ဘဝရဲ့ကြီးမားတဲ့ဟာကွက်ကြီးတစ်ခုဘယ်တော့မှပြန်မပြေးနိုင်တော့ပါဘူးအစိုးရကစုကျွေးငွေဒေါ်လာ1 သန်းတိထုတ်ပြန်ပြီးအမှုမှန်ပဖို့စူးစမ်းနေတာဟာပတ်စံအတွက်တည်းမဟုတ်ပါဘူးကလေးနှစ်ယောက်ရဲ့ဘဝကိုရဲဆက်ဖြတ်စည်းခဲ့သူကိုတာဝန်ယူမှုတာဝန်ခံမှုရှိစေခြင်းလိုပဲဖြစ်ပါတယ်တခါတလေမှာခွင့်လွှတ်ခြင်းဆိုတာတဲ့တရားကိုသိခဲ့ရှာဖို့ကပိုပြီးတော့အရေးကြီးတတ်တယ်လေအချိန်တွေဘလောက်ပဲကုန်လွန်သွားပါစေတူနီတီကီဆိုတဲ့အမြဲရေမောနေတတ်တဲ့မိငယ်လေးကိုတော့သူမရဲ့သားသမီးတွေနဲ့တငယ်ချင်းတွေကတော့ဘယ်တော့မှမေ့သွားကြမှာမဟုတ်ပါဘူးသူမအတွက်တရားမျှတမှုရရှိတဲ့နေရာရှန်နိုနဲ့မိုက်ကယ်တို့အတွက်နှစ်ပေါင်း30တန်းနာခဲ့ရတဲ့အဖြစ်တစ်ခုဖြစ်လာမှာပါလူသက်သမားကတော့လွတ်မြောက်နေတယ်လို့ထင်ကောင်းထင်နိုင်တယ်သူကျူးလွန်ခဲ့တဲ့ပြစ်မှုရဲ့အရေးကတော့သူ့နောက်ကိုတစ်သက်လုံးလိုက်နေမှာအသေးချပါအမှန်တရားဟာနှေးကွေးခြင်းနှေးကွေးလိမ့်မယ်ဒါပေမဲ့ဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်ပါဘူးနေ့ရဲ့ကြေကွဲစရာမှုကွေးဇလန်လေးကဒီမှာပဲပြီးပါပြီနားထောင်ပေးကြတဲ့တကယ်ချင်းတွေအားလုံးကိုကျေးဇူးတင်ပါတယ်မိသားစုနဲ့အတူရှိအေးချမ်းတဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါသေးလို့ဆုတောင်းပေးပါတယ် channel လေးကိုလည်း like and subscribe ရင်းနဲ့အားပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်